Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Fairy Go နဲ့ချောင်း Go နဲ့တွေ့ရခင်ဗျာကျွန်တော်တို့ချောင်း Go ပဲရှိတာသူကတော့ Fairy Go ပေါ့နော်Fairy ရှိနေတော့မှာပဲဘာမချောင်းကိုဘာမချောင်းချောင်း Go တွေရတော့ဖြင့် Go ပြီးတော့စားနေတာပဲဖြစ်ပါတယ်သူကချောင်း Go ကလေးပဲတူရပါပြီနောက်ပြီးချောင်း Go တွေကတာဝန်တော့ဖြူပါတယ်ခင်ဗျာဆယ်လာမှာဆိုတော့ဆိုတော့တော့ဘလူးဘယ်လီတော့ဆမ်းမီဟူတူပြောတယ်အဲ့ဒါပဲတူပဲဘလူးဘက်တော့ဆမ်းပေါ့ဒီဆုံးကတော့လိုအပ်တာဘက်ပဲဗျာတခြားဟာတွေလိုချင်နေဘာမှမဖြစ်ဘူးဘက်ကတော့အဓိကပဲဖြစ်ပါတယ်ချင်းဖက်နော်ကျွန်တော်လာတုံးနေဒါပေမဲ့လည်းရောအမစစ်တုံးနေဆိုတော့အမဘုံဆိုအဲ့ဒီရောက်တော့ကျွန်တော်ကြောက်ရပါလို့ဒါပေမဲ့လည်းကျွန်တော်ကတော့ဖြစ်ချောင်း Go ဆိုတော့မကြောက်ဘူးလေတရားမလားကျုံးမှာကျူဟုတ်ကြီးကောင်းတယ်ခုကျွန်တော်ဖြစ်ဒီတော့အေးရတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကsurprise ကျုံကျွန်တော်ကတော့အေဒီရောက်နေမယ်လို့နောက်ပြီးတော့ scale ပြမယ် okay ကျွန်တော်အရှိမ freestyle လေးပြလာတယ်ပေါ့နော်အဲ freestyle လိုပဲကျုံးပြမယ် okay ချောင်းပိုင်ဝမ်းလီတို့ရီတော့မလီရှောင်းချောင်းငုံဆိုမှလီတို့ချောင်းပိုင်ဝမ်းလီ okay ချောင်းပိုင်ဝမ်းလီတို့ကျွန်တော်ရီထားတယ်1ရော့လာတယ်ရှိုးလိုက်တော့မှာ Fanny Go နဲ့ချောင်း Go နဲ့တွေ့နေတာပဲဖြစ်ပါတယ်ခုစားတော့ကျွန်တော် record မပြလို့ကျွန်တော်စိတ်တူနေကောင်းစီရှိတာအဲ့ဆိုတော့ဖြစ်ခင်ဗျားတို့မှားသွားပါလိမ့်မယ်ကျွန်တော်နောက်တစ်ခါမှဆိုရင်တော့ဖြစ် record 3 ခါတို့မျိုးအဲ့လိုပြအောင်မှာဖြစ်ပါတယ်အဲ့တော့လိုက်ပါကြည့်ရှုလိုက်ရအောင်ဒါတော့ဖြစ်တာတဲယူတော့မှာပဲဖြစ်ပါတယ်Fanny Go ကတော့ဘာလုံးနေမှမသိဘူးခင်ဗျာသူကဘာယူရလဲJungle special လား Jungle special item လား no အဲ့ယူရမယ်ဆိုတော့ဒီမိုက်ပါတယ်အဲ့ဆို Fanny ကလည်း Jungle special နဲ့ဆိုရဖြစ်ပါတယ်အဲ့ဒီနဲ့စားမယ်တာတက်လိုက်ပြီပေါ့နော်ဟာနေရမယ်လေဟုတ်ကြပါဟုတ်ကြီးအောင်မဝမ်းရော့ဟုတ်ကြီးဒီလာကြုံမလားငါဖလစ်ကမတော့ဘူးငါဆောလို့မရဘူးနော်ဆောရရင်ကျွန်တော်ဖလစ်ကရှုံးမှာအဲ့တော့ကွက်တီလုံးမရမယ်ဟုတ်ကြီးနော်ဘောနော်စောက်တယ်လို့ကျိုးတွေစောက်တယ်လို့ဆွဲကုန်ပြီ Fanny Go ကတော့ကျိုးတွေစောက်တယ်လို့ဆွဲကုန်ဟာဘုံမှာပေါ့နော်ချောင်း Go ရာပြောတာတကယ်တော့ချောင်း Go မဟုတ်ပါဘူးကျွန်တော် Fanny ကျွန်တော်လာလုံးကြုံမဲ့ချိန်မှာကတော့ record လေးမပြောင်းတာဘူးပဲဖြစ်ပါခင်ဗျာဘယ်ပြောက်သွားတာလို့မြောက်ကြီးကံမိဝါလို့ချင်နေတာ Oh my god ရလာတယ် Okay ကောင်းတယ် easy ကျုံးမယ် Okay
easy ပဲဘာမလို့နဲ့ချောင်းကန်တိတ်ပြီးတော့လောလို့မရဘူး easy ပဲလောက်ရမယ်လူခတ်စကိုင်းလည်းမလောက်အောင်ပေါ့နော် guys ခုဆုံးနေအမဘုံokay ကျွန်တော် flicker နဲ့ကဲရအောင် okay flicker နဲ့flicker နဲ့ကဲမှာမဆိုးဘူးမှာကျုံးမှာကျုံးမှာ okay guys ကျွန်တော်တို့ရပြီတာဝါရသွားပြီဆိုတော့ကျွန်တော် rabbit လေးခိုးစားလိုက်ပါဦးခင်ဗျာ rabbit blue bat တွေခိုးစားရတော်မိုက်တယ်ခိုးစားရအရတာပိုရှိရဗျာခိုးစားရမလိမ့်ဘူးဗျာဆိုတော့တော်မိုက်တယ်ခိုးစားရနော်ပြီးရင်တော့လေလိမ့်မှာပဲရှင်းမယ်ဟုတ် guys သူကတော့ဘက်ဒီလိုက်စားနေတာတော့ကျွန်တော်လည်းမပြောတတ်ဘူးပြောက်သွားတော့ blue bat လားblue bat စားနေတယ်စားလို့ပြီးသွားတယ်မသိဘူးမစားဘူးပဲကွာအခုမှလာဟာသူအခုမှလာပေါ့နော်ကျွန်တော်တို့ဝန်ကီပဲရသေးရယ်ဆိုပေမဲ့လည်းစစ်တုံးရမှာပဲဖြစ်ပါတယ် guys ကျွန်တော်ကတော့ခြောင်ကောလေးဖြစ်တယ်လို့ funny ကောလေးဖြစ်ပါတယ် funny ရောကျွန်တော်ရှေ့ဆွဲရပဲဖြစ်ပါတယ်ခင်ဗျာမှာပဲကျုံးနေအိုးရော်မိုက်ကြီးကွာတကယ်ပြောတာဝမ်းကျုံရပြီခြောင်ကောနဲ့ funny ကောဘယ်အောင်ပူကြမ်းလဲဟုတ်ပြီခင်ဗျာကျွန်တော် item ကစုံနေပြီဒါပေမဲ့သူ့ဘက်မှာလည်း item ကစုံနေပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ item ပုံများတယ်item မကွဲပါဘူးကွာတူပါပဲ item တော့တူပဲဒါပေမဲ့ကျွန်တော် item တွေက damage ပုံများနေတယ်တီးတယ် item လည်းဆိုတူ 4 item ပြည့်ဖို့တိတ်မဝေးတော့လို့လည်းပြောလို့ရတယ်နော်တာဝါတိုင်းထူးတာပဲဖြစ်ပါတယ် okay guys ကျွန်တော်တာဝါယူလိုက်ပြီခုဆိုတော့ဖြစ်နောက်ထပ် item တစ်ခုရောက်သွားပြီဗျာ okay ကောင်းပါလေကြာပြီမဲ့ तू ကတော့ဖြစ်အပေါ်လိမ့်ပါဗျာကျွန်တော်ရဲ့အပေါ်လိမ့်မှာတော့ကျုံးမှာပေါ့လေသိရမလား Oh my god ဟေ့မလုံးနဲ့ funny ကောနော် funny ကောနော်အေးကျုံနာဘယ်ပြောကျုံရ okay ချောင်းကိုလာမဆန်းနဲ့တော့ချောင်းကိုလာမဆန်းနဲ့လို့ပြောတယ်သူပဲကျွန်တော်ကိုလာပြီးတော့ invite တာဗျာကျွန်တော်လည်းကျုံးပြီးလိုက်ရပါဘူးသိရမလားခုဆိုတော့ဖြစ်မြန်မာလူကြီးဗျာ credit တွေကတော့မြန်မာလူကြီးပဲကျုံးနေရပြီဖြစ်ပါတယ်အဲ့ထေပါပေါ့နော်ကျွန်တော်ကတော့ခေါ်ပြီးတော့လေတော့ဆောက်ပါပြီဖြစ်ပါတယ်သူကတော့ပေါ်လိမ့်မှာလားမဟုတ်ဘူးသူ့ရဲ့တက်နာမှာဟဲ့အပေါ်လိမ့်လားအပေါ်လိမ့်တော့ပြီလားကောသူအပေါ်လိမ့်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့လိုက်တယ်ပေါ်လိမ့်ကျွန်တော်ကတော့သူ့ကို special ကျုံးမှာပဲဖြစ်ပါတယ်ကျုံးမင်းပေါ်လေးမှာကျဲမှာဆိုငါလည်းပေါ်လေးမှာကျဲမှာဗျာဟုတ်ကြတာဝါရသွားပြန်ပြီဆိုတော့အမOkay guys
ဟုတ်တယ်ကျုံးမယ်ဟာပြီးတော့ဒီအပေါ်လေးကတာဝါဒီကိုလည်းချိုးရမယ်တာဝါချိုးတာပုံမိုက်တယ်โอเคခုဆိုတော့ဖြစ်ကျွန်တော်နိုင်သွားပြီပဲဖြစ်ပါတယ် Okay guys ကျွန်တော် MVP ရသွားပြီဗျာသူကတော့ရွှေအောင်မရဘူးစတီးရတယ်တန်ရတယ်နော်သူကတန်ရတယ်ဒါပေမဲ့သူကကျွန်တော်တို့စိတ်ပြက်ပြီးတော့မဆော့တော့ဘူးဗျာအဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ like subscribe ကျွန်တော်ဗီဒီယိုကြည့်တိုင်း VPN လေးခံပြီး VPN နာမည်ကတော့ USA VPN နောက် VPN တို့နဲ့ခံပြီးကြည့်လို့ရပါသေးတယ်ခင်ဗျာအဲ့တော့ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော်ကတော့စီရီတင်ဆက်သူပြေလာဆိုဖြစ်ပါတယ်